တရိတ်ဆန်အစာအတွက်အသုံးပြုတဲ့ကနမာပန်းမျိုးစိတ်များရဲ့အမှုန့်တွေကိုထုတ်လုပ်ခြင်းနဲ့တင်ပို့ခြင်းတွေဆောင်ရွက်ခွင့်ပြုဖို့ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီထံတင်ပြထားတယ်လို့သိရပါတယ်။မေလ9ရက်နေ့ကပြည်내ဝန်ကြီးချုပ်ဦးအောင်ဦးဆောင်တဲ့ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်တွေဟာအဆိုပါလုပ်ငန်းဆောင်ရွက်ခွင့်ပြုဖို့အတည်ပြုမိန့်လျှောက်ထားတင်ပြလာခြင်းအပေါ်ဆွေးနွေးခဲ့ကြောင်းထုတ်ပြန်ပါတယ်။ကနမာပန်းမျိုးစိတ်အမှုန့်လုပ်ငန်းဆောင်ရွက်ဖို့မြန်မာ Pure Plant Extracts Company Limited ကအမေရိကန်ဒေါ်လာ 1.32 ခွန်တန်ရင်းနှီးမြှုပ်နှံမှုရှိပြီးအလုပ်အကိုင်အခွင့်အလမ်းပြည်တွင်း185ဦးနဲ့ပြည်ပ10ဦးဖော်ဆောင်ပေးနိုင်မယ်လို့သိရပါတယ်။ရှမ်းပြည်နယ်အတွင်းအလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးနိုင်ဖို့နည်းပညာတွေရရှိဖို့ကုန်သွယ်မှုတိုးပွားစေဖို့နဲ့ငွေကြေးအရင်းအနှီးတွေရရှိဖို့အတွက်ရင်းနှီးမြှုပ်နှံမှုတွေကိုဖိတ်ခေါ်ရမှာလို့ပြည်내ဝန်ကြီးချုပ်ကပြောထားပါတယ်။ဒါအပြင်ပြည်내အတွင်းရောက်ရှိပြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေပြန်လည်ဆုတ်ခွာမသွားဖို့အရေးကြီးတယ်လို့လည်းရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌဖြစ်တဲ့၎င်းကဆိုထားပါတယ်။ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့လက်ရှိအချိန်ထိရင်းနှီးမြှုပ်နှံမှုလုပ်ငန်း9ခုရင်းနှီးမြှုပ်နှံမှုပမာဏကန်ဒေါ်လာ16.16တန်နဲ့မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း18ခုရင်းနှီးမြှုပ်နှံမှုပမာဏကန်ဒေါ်လာ9.59တန်အပါအဝင်ကျပ်တန်46,216.331ကိုခွင့်ပြုပေးထားပါတယ်။အဆိုပါလုပ်ငန်းတွေကနေရှမ်းပြည်နယ်အတွင်းအလုပ်ကိုင်ခွင့်လန်းနေနဲ့ပြည်တွင်း1513ဦးနဲ့ပြည်ပ68ဦးကိုဖန်တီးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းပါခင်ဗျာ။